အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Sam Knowledge Sharing YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမလေ့လာဖြစ်တဲ့ e-learning platform နဲ့ဆိုင်တဲ့ဘူတူတာတချို့ကိုပြန်လည်ဝေမျှပေးချင်ပါတယ် e-learning platform ဆိုတာကတော့ online ကနေလေ့လာသင်ယူနိုင်တဲ့ website ဒါမှမဟုတ် application တွေကိုဆိုလိုခြင်းပဲဖြစ်ပါတယ်e-learning platform တွေမှာပုံစံမျိုးမျိုးရှိသလိုလှုပ်ဆောင်ချက်တွေကလည်းမျိုးမျိုးရှိကြပါတယ်ဒီထဲမှာနံပါတ်1 e-learning platform တစ်ခုကတော့သင်တန်းတွေကိုစီမံခန့်ခွဲနိုင်တဲ့သင်ယူသူတွေကိုပါစောင့်ကြည့်ဆက်သွယ်နိုင်တဲ့ learning management system လို့ခေါ်တဲ့ platform တစ်ခုပဲဖြစ်ပါတယ်ဥပမာ model လို့ခေါ်တဲ့ platform ပဲဖြစ်တယ် learning management system LMS လို့ခေါ်တဲ့လှုပ်ဆောင်ချက်တွေကတနေရာထဲမှာလှုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်မို့သင်တန်းစီမံခန့်ခွဲမှုအတွက်အရန်ကိုအသုံးဝင်ပါတယ်နံပါတ်2 e-learning platform ကတော့ learning content management system လို့ခေါ်တဲ့အကြောင်းအရာတွေကိုစီမံခန့်ခွဲခြင်းထုတ်ဝေခြင်းတွေလုပ်နိုင်တဲ့ platform ပဲဖြစ်ပါတယ်။ဥပမာ Adobe Captivate လိုမျိုးplatform ပဲဖြစ်တယ်။ဒီ platform ကိုလေ့လာခြင်းအပြင် content တွေစီမံခန့်ခွဲဖို့အတွက်အရင်သုံးဝင်တဲ့ platform ပဲဖြစ်ပါတယ်။နံပါတ်3ကတော့ Massive Open Online Course လို့ခေါ်တဲ့လူအများအခမဲ့ဒါမှမဟုတ်လို့ရှိရင်စီးနှုတ်သက်သာစွာနဲ့လေ့လာသင်ယူနိုင်တဲ့ Khan Academy လိုမျိုး platform ပဲဖြစ်ပါတယ်။နံပါတ်4 e-learning platform ကတော့ social learning platform လို့ခေါ်တဲ့သင်ယူသူရောသင်ကြားသူတွေပါအတူလေ့လာဆက်သွယ်လို့ရတဲ့ platform တစ်ခုပဲဖြစ်ပါတယ်ဥပမာ Schoology လိုမျိုး platform ပဲဖြစ်ပါတယ်နံပါတ်5 e-learning platform ကတော့ mobile learning platform ပဲဖြစ်တယ်ဒါကတော့ mobile phone tablet phone တွေမှာလေ့လာသင်ယူလို့ရအောင်ပြုလုပ်ထားတဲ့ platform တစ်ခုပဲဖြစ်ပါတယ်mobile learning platform တစ်ခုဖြစ်တဲ့ Duolingo အကြောင်းကိုနည်းငယ်ဝေမျှပေးခြင်းပါတယ် Duolingo ကဘာသာစကားသင်ယူဖို့အတွက်အထူးပြုလုပ်ထားတဲ့ platform တစ်ခုပဲဖြစ်ပါတယ်ဂိမ်းဆန်တဲ့သင်ယူမှုပုံစံနဲ့ရုပ်ပုံတွေအတန်တွက်တွေကိုအသုံးပြုထားတဲ့အတွက်ကြောင့်မို့သင်ယူသူတွေကိုစိတ်ဝင်စားစေပြီးတော့ပျော်ရွှင်စွာသင်ယူနိုင်ပါတယ် Duolingo မှာအဓိကပါဝင်တဲ့လှုပ်ဆောင်ချက်တွေကတော့ဘာသာစကားမျိုးစုံကိုသင်ယူနိုင်တဲ့ဥပမာ English, Spain, ပြင်သစ်, German အစရှိတဲ့ဘာသာစကားအများပြားကိုသင်ယူနိုင်တဲ့ဂိမ်းဆန်တဲ့သင်ယူမှုပုံစံဖြစ်တဲ့အမှတ်တွေရယူခြင်းအဆင့်တွေတက်ခြင်းပြိုင်ဆိုင်မှုတွေပြုလုပ်ခြင်းတွေပါဝင်တဲ့အတွက်ကြောင့်မို့သင်ယူရမှာပုံမူပြီးတော့ပျော်ရွှင်မှုကိုရရှိစေတဲ့ရုပ်ပုံနဲ့တန်ထွက်တွေကိုအသုံးပြုထားတဲ့အတွက်ကြောင့်မို့လို့သင်ယူမှုမှာပို့ပြီးတော့ထိရောက်စေတဲ့နားလည်လဲလွယ်စေတယ်ဒါကြောင့်မလို့ကျမတို့က Duolingo ကိုလေ့လာမယ်ဆိုလို့ရှိရင်သင်ကြားမှုသင်ယူမှုအတွက်ပုံမူထိရောက်မြန်ဆန်စေတယ်ပေါ့နော်နောက်တစ်ခုကတော့အချိန်တိုအတွင်းသင်နိုင်တဲ့အတွက်ကြောင့်မို့ကျမတို့လိုအချိန်မပေးနိုင်တဲ့လူတွေအတွက်သင်ခန်းစာတွေကိုလေ့လာရမှာပုံမူပြီးတော့မြန်ဆန်စေပါတယ်နံပါတ်6 e-learning platform ကတော့ corporate learning platform လို့ခေါ်တဲ့ company တွေမှာဝန်ထမ်းတွေရဲ့ရည်ချင်းတုံ့ပြန်ဖို့နဲ့အစည်းအဝေးပြုလုပ်ခြင်းတွေမှာလေ့လာလို့ရတဲ့ platform တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့ e-learning platform တွေကအနာဂတ်ပညာရေးအတွက်ကောလုပ်ငန်းပိုင်းဆိုင်ရာတွေမှာအသုံးဝင်တဲ့ platform တွေပဲဖြစ်ပါတယ်ဒီနေရာမှာ corporate learning platform တစ်ခုဖြစ်တဲ့ Cornerstone on Demand အကြောင်းကိုနည်းငယ်မျှဝေပေးခြင်းပါတယ် Cornerstone on Demand ကဝန်ထမ်းတွေရဲ့အရေးကြီးမြင့်တင်ဖို့နဲ့လုပ်ငန်းခွင်စမ်းဆောင်ရေးတိုးတက်အောင်လေ့ကျင့်ပေးဖို့ရည်ရွယ်ပြီးဖန်တီးထားတဲ့ platform တစ်ခုပဲဖြစ်တယ်ဒါအပြင်ကြီးစားလုပ်ငန်းတွေကနေစပြီးတော့အသေးစားလုပ်ငန်းတွေအထိအမျိုးမျိုးအသုံးပြုနိုင်တဲ့ platform တစ်ခုပဲဖြစ်ပါတယ် Cornerstone on Demand ရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့ဝန်ထမ်းတွေအတွက်တင်နန်းတွေကိုစီမံခန့်ခွဲပေးနိုင်တယ်ဝန်ထမ်းတွေရဲ့လုပ်ငန်းဆက်ဆောင်ရေးတိုးတက်အောင်စွမ်းရည်စီမံခန့်ခွဲခြင်းတွေပြုလုပ်နိုင်တယ်ဒါအပြင်လုပ်တင်စီမံခန့်ခွဲခြင်းအလုပ်ခန့်ရခြင်းနဲ့လူမှုရေးဆိုင်ရာတွေကိုလည်းလေ့လာသင်ယူနိုင်တယ်အစီရင်ခံစာနဲ့စီမံခန့်ခွဲခြင်းတွေကိုလည်းလေ့လာဖို့အတွက်သင်ယူနိုင်တဲ့အကောင်းဆုံး platform တစ်ခုပဲဖြစ်ပါတယ် e-learning platform တွေရဲ့လုပ်ဆောင်ချက်တွေကတော့တင်နန်းတွေကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့အပြင်သင်ယူသူတွေကလည်းပဲမိမိလေ့လာသင်ယူခြင်းနဲ့ဘာသာရပ်တွေကိုကိုယ်တိုင်စီမံခန့်ခွဲပြီးတော့လေ့လာသင်ယူနိုင်ပါတယ်။ content တွေကိုကိုယ်တိုင်ဖန်တီးပြီးတော့စစ်တွေ tools တွေကနေတဆင့်သင်ယူသူနဲ့သင်ကြားပို့ချသူတွေအကြားအပြင်လည်းလေ့လာသင်ယူနိုင်တဲ့ platform တွေပဲဖြစ်ပါတယ်။ဒါအပြင်သင်ယူသူတွေရဲ့တိုးတက်မှုအခြေအနေကိုစောင့်ကြည့်ပေးနိုင်တဲ့ record keeping တွေလည်းလုပ်နိုင်ပါတယ်။ပြင်ပ application တွေနဲ့ချိတ်ဆက်ပြီးတော့မှ mobile phone tablet phone တွေကနေတဆင့်မိသင်ကြားလိုတဲ့ဘာသာရပ်တွေကိုမိစိတ်ကြရွေးချယ်သင်ကြားနိုင်တဲ့ platform တွေပဲဖြစ်ပါတယ်။ e-learning platform ကိုလေ့လာခြင်းအပြင်အချိန်နဲ့နေရာကန့်သတ်ချက်မရှိဘူးမိမိအချိန်နဲ့ကိုက်ညီတဲ့ internet ရရှိတဲ့ဘယ်နေရာမှာမဆိုလေ့လာသင်ကြားနိုင်တဲ့အတွက်ကြောင့်မလို့အချိန်ကုန်လည်းသက်သာစေတဲ့အပြင်လူပင်မနဲ့သက်သာစေပါတယ်ကုန်ကြစိတ်လည်းသက်သာစေတယ်ဥပမာခီးစိတ်တက်ကိုစိတ်စားတော့စိတ်တွေပေါ့နော်ဒါမျိုးတွေသက်သာစေပါတယ်နောက်တစ်ခုကတော့သင်မှုကိုပုံမထိအောင်မြန်ဆန်စေတယ်ဥပမာမိနားမလည်တဲ့နေရာမျိုးတွေဆိုလို့ရှိရင်ဗီဒီယို recording တွေပြန်ကြည့်လို့ရတဲ့အပြင်မိသင်ယူခြင်းနဲ့ဘာသာရပ်တွေကိုရွေးချယ်သင်ယူနိုင်တဲ့အတွက်ကြောင့်မလို့ e-learning platform ဟာဆိုလို့ရှိရင်မိတ်ဆွေတို့အတွက်အရေးပါတဲ့application website တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်e-learning platform ကိုသင်ယူလို့စိတ်ရှိတဲ့ပဲတွေ့ရမယ်ဆိုရင် internet ရရှိမယ်ဆိုလို့ရှိရင်လေ့လာနိုင်မှာဖြစ်ပါတယ်။ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်လည်းပဲကျောင်းတင်ပြင်မှာလေ့လာသင်ယူနိုင်တယ်လို့ပညာရေးကိုစိတ်ဝင်စားတဲ့ပဲတွေ့ရမယ်ဆိုမိဝါဒနာပါတဲ့ပညာရပ်တွေကိုလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ကုမ္ပဏီတွေမှာဆိုလို့ရှိရင်လည်းပဲဝန်ထမ်းတွေရဲ့ရည်ချင်းတူးမြင့်ဖို့ရနဲ့အစည်းအဝေးလှုပ်ဆောင်ချက်တွေကိုပြုလုပ်နိုင်တဲ့ platform တွေပဲဖြစ်ပါတယ်။ဒါကြောင့် e-learning platform ဟာအနာဂတ်ပညာရေးအတွက်အရေးပါရုံမကဘဲနဲ့လူမျိုးမရွေးအသက်အရွယ်မရွေးလေ့လာသင်ယူနိုင်တဲ့platform ပဲဖြစ်ပါတယ်။
ဒါကြောင့်တရှိသူမိတ်ဆွေတို့အနေနဲ့ e-learning platform ကိုစိတ်ဝင်စားမယ်ဆိုလို့ရှိရင်စတင်လေ့လာကြဖို့အကြံပြုတိုက်တွန်းလိုက်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဘူးတူတရပွဲဗီဒီယိုလေးတွေကိုလည်းပဲဝင်မြောက်ပေးမှဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လုပ်ပေးကြဖို့လည်းအကြံပြုတိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်